ဆရာလော်ဂျာနှစ်ထုတ်ကွိုင်ကို6ထုတ်ကွိုင်ပြောင်းလို့ရလားတဲ့ဒါမှမဟုတ်တန်လိုက်တုံးကဘယ်လိုဟာသုံးတင်လဲတဲ့โอเคနှစ်ထုတ်ကွိုင်ကို6ထုတ်ကွိုင်ပြောင်းလို့ရလားဆိုရင်မိကုံအရင်ဖြေရမယ်ဆိုရင်တော့ပြောင်းလို့ရပါတယ်ဒါပေမဲ့အကုန်ကြငွေများနည်းနည်းတော့များပါလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကနှစ်ထုတ်ကွိုင်နဲ့6ထုတ်ကွိုင်ပြောင်းမယ်ဆိုရင်ဘာတွေလဲရမလဲဆိုတော့ကျွန်တော်တန်လိုက်တုံးလဲရပါမယ်ဒီခဏနှစ်ထုတ်ကွိုင်မှာသုံးတဲ့တန်လိုက်တုံးနဲ့6ထုတ်ကွိုင်တန်လိုက်တုံးမတူပါဘူးနှစ်ထုတ်ကွိုင်မှာတော့တန်လိုက်တုံးက4ခန့်ပါပါလိမ့်မယ်တန်လိုက်ဖိုးမ4ခုပါမယ်6ထုတ်ကွယ်မှာတော့တန်လိုင်းက6ခုပါပါလိမ့်မယ်တန်လိုင်းတို့မတူတော့ပါဘူးအဲ့ဒီအတွက်တန်လိုင်းတုံးရောနော်နောက်ထပ်မီးတုပ်ရောလဲရပါမယ်ဒါပေမဲ့မီးတုပ်လဲနေရဆိုမီးတုပ်ကကျွန်တော်တို့က6ထုတ်ကွယ်ကိုကျွန်တော်တို့ခုနကနော်နှစ်ထုတ်ကွယ်တန်လိုင်းအောင်အဖုံးမှာတက်လို့မရပြန်ပါဘူးအဲ့တော့ဘာထက်လဲရမယ်ဆိုတော့တန်လိုင်းအောင်အဖုံးမှာလဲရပါလိမ့်မယ်အဲ့တော့အဲ့ဒီ3ခုလဲရင်တော့ရပါတယ်တန်လိုင်းတုံးကဘယ်လိုဟာသုံးသင့်လဲဆိုတော့ကျွန်တော်တို့ကအဓိကကတော့အမျိုးအစားကောင်းတာသုံးရမယ်ဗရန်ကျွန်တော်ဘယ်ဗရန်မကောင်းဘယ်ဗရန်ကောင်းလဲကျွန်တော်ပြောချင်းမဟုတ်ဘူးအမျိုးအစားကောင်းတာဗရန်ခိုင်မာတော့တုံးတာပိုကောင်းလိမ့်မယ်တန်လိုက်တုံးဖြစ်ပြီးတာပဲဆိုပြီးတော့အစ်စ်ဖြစ်ပြီးတာပဲဆိုတုံးလို့မရပါဘူးကျွန်တော်ရှေ့မှာများစွာကြုံတွေ့ခဲ့ဘူးတယ်တန်လိုက်တုံးအစ်စ်ပဲဆိုပြီးကျွန်တော်တို့ဈေးနှုန်းအတော်အသင့်နဲ့အလယ်လက်ပစ္စည်းတစ်ခုကျွန်တော်ထည့်ဘူးတဲ့ချိန်တော့ဗောနော်အဲ့တော့ဈေးတန်းတင်းနဲ့တုံးပြီးလိုက်တယ်ပေါ့အဲ့ဒီမှာတစိတ်ကိုကျွန်တော်မပြောတော့ဘူးเนาะအဲ့တော့ကျွန်တော်ဘာဖြစ်လဲဆိုတော့ခြာချင်မိုင်းကကျွန်တော်အဆင်မပြေဘူးကျွန်တော်မီးတုပ်မျိုးစုံလဲတိုင်းမျိုးစုံလဲဘလို့မှအဆင်မပြေဘူးနောက်ဆုံးမှာကျွန်တော်စမ်းသက်စစ်မှုစစ်ဆေးမှုတွေလုပ်ပြီးတော့အိမ်ရဆိုင်တွေအဖြုတ်ဆန်းနိုင်လုပ်ပြီးနောက်ဆုံးကျမှကျွန်တော်တန်လိုက်တုံးအစ်စ်ဟာကျွန်တော်တို့အစ်စ်ဆိုပေမဲ့လို့တန်လိုက်အားနည်းနေအောင်တွေ့ရပါတယ်အဲ့တန်လိုက်သားနည်းအောင်လို့ကျွန်တော်တို့ကဒီတိုင်းတစ်ခုနဲ့ကတ်ဆန်းလို့လဲဘလို့မှအဆင်မပြေဘူးကျွန်တော်တို့ခုနကမီးတော့အားရော့တာကိုချင်းကြီးလိုက်မှမီးတော့အားကောင်းလာတော့တန်လိုက်တုံးချင်းလိုက်မှအဆင်ပြေသွားတော့တွေ့ရပါတယ်အဲ့တော့အစ်စ်ဆိုတဲ့တချို့ပစ္စည်းတွေယုံလို့မရပါဘူးအခုရတဲ့ဒီမှာကျွန်တော်တင်ပေးနေတဲ့တချို့ဆိုအစ်စ်တွေကဒုက္ခပြီးနေဟာတွေ့ပါတယ်အဲ့တော့ကျွန်တော်တို့ကတန်လိုက်တုံးကတော့ဘာပဲတုံးကိုက်ညီဖို့လိုပါတယ်ခုနနှစ်ထုတ်ကွယ်ဆိုတော့4ခန့်ပါတယ်တန်လိုက်တုံးကကိုက်ညီတယ်ဒါပေမဲ့ဒါတော့မျိုးစားကောင်းတာသုံးပါမယ်6ထုတ်ကွယ်တော့ကတော့6ခန့်ပါတယ်တန်လိုက်တုံးရပါမယ်ဒါတော့မှကျွန်တော်တို့ကတန်လိုက်တုံးအနေမြင့်ရှိဦးမယ်ခုနဖြတ်ကွယ်ပူကလည်းပေါ်ထိုင်အောက်ထိုင်ရှိပါဦးမယ်ဒါတော့ကျွန်တော်ကဝါရှော့ဆရာတွေကြည့်ပြီးတော့ကိုက်ညီအောင်သုံးအောင်ပါလိမ့်မယ်အဲ့တော့ကျွန်တော်တန်လိုက်တုံးလဲမယ်ဆိုတော့အမျိုးစားကောင်းတာလဲစေခြင်းနဲ့ဒါဆိုတော့အမျိုးစားဈေးနည်းနည်းရော့တာသုံးမယ်ဆိုတော့ခုနလိုအစ်စ်ကလည်းပြဿနာပေးတတ်တာကိုကျွန်တော်တွေ့ရပါတယ်ကြုံမှုပါတယ်အဲ့ဒီကကြမှာကျွန်တော်မေးနှစ်ခါနာဖြစ်ပါလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့တန်လိုက်တုံးပထမเนาะထားပါတော့တန်လိုက်တုံးအကောင့်တစ်ခုကျွန်တော်ဒီမှာကျွန်တော်စီမှာပေါက်ဈေးဆိုရင်ထားပါတော့ကျွန်တော်3-4တောင်းရှိရဆိုကြပါစို့အဲ့ဒီဝင်ချင်းမှာရှိတယ်เนาะစတက်ဘောတိုင်းပါပြီးသားပေါ့เนาะအဲ့ဒါအကောင့်နဲ့ရပေါ့အဲ့တော့ကျွန်တော်ကဈေးတက်တာတစ်ခုကိုထားပါတော့เนาะ2000ဝန်းကျင်လောက်2000ကျော်လောက်မထည့်လိုက်မယ်အဲ့တော့1000ကျော်လောက်တော့တက်တာသွားပြီဒါပေမဲ့အဲ့ဒီမှာအဲ့ deadline တုန်းကအဆင်မပြေဘူးဆိုတော့နောက်ထပ်တစ်ခါ3-4တောင်းတန်ပြန်ထည့်ရတော့ခုန2000ကပလုံမဲပြစ်လိုက်ရုံပဲဘာမှလည်းလုပ်လို့မရဘူးအေးနှိုးလို့တော့ရပါဘောနော်ကျွန်တော်လူကြီးနဲ့ခြာချင်းအားကောင်းနိုင်ပဲမရတာရှိတတ်ပါတယ်အဲ့တော့ဒီလောက်ဆိုရင်မိတ်ဆွေညီကိုမေးတဲ့မိကွန်းလေးကကျွန်တော်ရဲ့ဖြေကြားမှုကနေကိုယ့်အကူဘယ်လိုဟာလုပ်တင်လဲဆိုတော့တုံးတက်နိုင်ပါလိမ့်မယ်အဲ့တော့အဆင်ပြေပါလိမ့်မယ်ကိုယ့်အကူတုံးတက်ပြီးတော့ပြောင်းညီလဲပြောင်းလို့ရပါတယ်နော်အဆင်ပြေပါစေ